တော့ဒီမျက်စိဒီအမြင်အာရုံနဲ့လာတဲ့ aura ရှိတယ်လို့မျိုးပဲတခြားအမြင်အာရုံမဟုတ်တဲ့တခြားရှေ့ပြေးလက္ခဏာလေးလည်းရှိတယ်အဲ့ဒါကြတော့ဗာလဲဆိုလို့ရှိရင်တချို့ကကြတော့ဒီလက်မောင်းကနေပြီးတော့ဒီမျက်နှာနှာခမ်းရှာပေါ့နော်တဝက်ဒီထုံကျင်တယ်လို့မျိုးဖြစ်လာတယ်ပြီးလို့ရှိရင်တချို့ကအဲ့6လောက်ထိဖြစ်နိုင်တယ်အဲ့ခါကျတော့တို့ကဘယ်လိုပြောလဲဆိုတဲ့အခါကျနောက်ဒီ level ပေါ့ဒီ level နေမှာပါဒီခေါင်းကိုက်လို့ရှိရင်လည်းအဲ့တချမ်းတည် level နေမှာပါတချမ်းဖြစ်တယ်ခြေထောက်တစ်ဖက်လက်တစ်ဖက်မျက်နှာတစ်ဖက်မှာထုံကျင်တာတို့လေးတယ်လို့မျိုးဖြစ်သွားတာတို့ဖြစ်တဲ့အခါကျတော့အဲ့ဒါကြောင့်လေဖြတ်လေဖြန်းနဲ့ရုပ်တရက်မှားနိုင်တယ်ပေါ့နော်အဲ့တော့တချို့လူနာမှာဆိုရင်ဘယ်လောက်ထိဖြစ်လဲဆိုတော့စကားပြောလို့မရတယ်လို့စကားလုံးရှာမရတယ်လို့ဖြစ်တတ်တာတွေရှိတယ်နောက်တချို့ကကြတော့ခေါင်းလဲကိုက်လဲကိုက်တယ်နောက်ချက်လဲမူးတယ်ပေါ့နော်နောက်တချို့ကနားထဲမှာတစ်ဖက်ဥတယ်လို့နော်အဲ့လိုဖြစ်တာမျိုးတွေလည်းရှိတယ်အဲ့တော့အဲ့ aura လက္ခဏာတွေကအများစုကတော့အဲ့မိနစ်အနည်းငယ်ကနေပြီးတော့တချို့ဆိုရင်တနားရီလောက်ထိကြာနိုင်တယ်ပေါ့နော်ဒီလိုရှေ့ပြေးလက္ခဏာနဲ့အတူဒီခေါင်းကိုက်တာတွဲဖြစ်တဲ့အခါမှာအဲ့ဒါကြောင့်မလို့ကျမတို့ကအဲ့မှာတချို့ကဘာနဲ့မှားလဲဆိုလို့ရှိရင်ဒီ level တစ်ဖက်ပေါ့နော်ဒီခေါင်းတစ်ဖက်ရယ်ဒီ level တွေရယ်လက်တွေရယ်အရန်အသက်15-16မှာဒီ migraine ထားလို့ဒီဟာတွေတင်းပြီးတော့အရန်ကြိုက်တဲ့ခါကျတော့ဘာနဲ့သူတို့မှားတတ်လဲဆို level ကြီးပေါင်းတက်တယ်ဆိုပြီးတော့လေအဲ့တော့အဲ့လိုခေါင်းကလည်းခဏခဏပြန်ကြိုက်တယ်ကြိုက်တိုင်းမှာခုနပြောတဲ့လက္ခဏာတွေခံစားရတယ်ဆိုလို့ရှိရင်သူတို့ရဲ့ယောဂရာဆိုရင်ကုသမှုပေးဖို့မေးလိုက်တဲ့အခါကျရင်ရှေ့မှာတော့ကြိုက်ဖူးတယ်အလားတူဖြစ်ဖူးတယ်လို့ပြောရင်ကဲအဲ့ဒါဆိုလို့ရှိရင်ဘာယောဂလို့ပြောလဲလို့ပြောလို့ရှိရင်သူတို့ကကြီးပေါင်းတက်တယ်ဆိုပြီးတော့လေအဲ့ဒါမှားတတ်ကြတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ level ကတအားနာတယ်လို့ဖြစ်တယ်ဟုတ်တယ်အဲ့တော့ဒီအရွယ်က16 ဆက်ခွန်ဆိုတာကြီးပေါင်းတက်တဲ့အရွယ်မဟုတ်ဘူးလေတချို့အသက်30လဲဒါကြီးပေါင်းတက်ရမယ့်အရွယ်မဟုတ်ကြီးပေါင်းဆိုတာဟာအသက်ကြီးမှဖြစ်တာကြီးလေပေါင်းလေပေါ့နော်ကျမတို့တော့ရည်စရာပြောတယ်ကြီးပေါင်းကိုရရနဲ့ပေါင်းရမှာလို့ရပင်နဲ့မဟုတ်ဘဲနဲ့ဘာလဲဆိုတော့အသက်ကြီးလေးများလာလေးဆိုတဲ့အခါကျတော့အဲ့တော့အဲ့လိုလက္ခဏာတွေလည်းမှားနိုင်တယ်နောက်အသက်နည်းနည်းကြီးမှလည်းလေ migraine ကနည်းနည်းကြီးမှလည်းဖြစ်နိုင်တယ်ငယ်ငယ်ဖြစ်တယ်နောက်သူကအရှင်းပျောက်သွားတယ်မရှိဘူးကိုက်လိုက်တက်တာလိုက်ဆိုတဲ့အခါကျအထူးသဖြင့်အမျိုးသမီးတွေဆိုရင်ဒီသွေးဆုံးကနေတဝိုက်တို့သွေးဆုံးပြီးကာစားတို့မှလည်းကိုက်နိုင်တော့အဲ့ဒီရွယ်ကျတော့အသက်ကနည်းနည်းကြီးပြီးသွေးတိုးတို့စီးကြိုးတို့အဲ့လိုအခန့်လဲရှိတဲ့လူကြတော့ migraine လက္ခဏာတချမ်းနေခုနလိုမျိုးဖြစ်ရင်လေဖြတ်သွားပြီလားမသိဘူးဆိုပြီးတော့လေနောက်ဒီလူလက်ပိုင်းတချို့လည်းအဲ့လိုပေါ့သွေးတိုးလေးနည်းနည်းလေးရှိတော့အဲ့မှာဒီလိုမျိုးလာတတ်ကြတယ်အဲ့တော့ကျမတို့ကုသတဲ့ဆရာဝန်တွေအနေနဲ့ဒီလိုမျိုးလက္ခဏာဒီပြီးရင်လာကိုယ်စီရောက်ပြီဆိုရင်လက္ခဏာမရှိတော့ဘူးအဲ့ခါကျတော့ဒီ migraine နဲ့လေဖြန်းကျင်တာနဲ့ဟာဘာလားဆိုတဲ့ဟာကိုလေဖြန်းချင်ဆိုလို့ရှိရင်ကုသမှုမှာအရေးကြီးတာဆိုတဲ့အခါကျတော့အဲ့ဒါကြောင့်မလို့ကျမတို့ကြည့်ရှုပေးတဲ့ဆရာဝန်တွေအနေနဲ့လည်းဒါကိုအထူးတက်လဲဟုတ်တယ်မပေါ့ဆပဲနဲ့လေခွဲခြားဖို့လိုပါတယ်အဲ့ဒါလေဟုတ်ကဲ့မအရှင်းပြသွားတဲ့ဒီရှေ့ပြေးလက္ခဏာအကြောင်းတွေကတကယ်ကိုဒါတမှုရှိပါတယ်ဒီလက္ခဏာတွေကိုကကြိုသိတာရင်တော့လေဒါကိုကခေါင်းချမ်းကြိုက်တာလားလေဖြတ်တာလားလေဖြန်းတာလားဟုတ်လားလို့ကြီးပေါင်းလားဆိုပြီးတော့ဒါခွဲခြားပြီးတော့လေကိုကလည်းသိနိုင်တာပိုနားလဲသွားတာပေါ့နော်ဒီခေါင်းတစ်ချမ်းကြိုက်တဲ့ယောဂပေါ့နော် migraine ကဘာကြောင့်များဖြစ်ရတာလဲမသိဘူးခင်ဗျမိကုန်းတွေကလည်းမေးတာတွေမှာပါလို့အဲ့ဒါလည်းဟုတ်တယ်လူနာတွေလာရင်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါကြီးကိုပြန်မဖြစ်ချင်ဘူးပေါ့နော်နောက်ခဏလည်းပြန်ဖြစ်တယ်ပေါ့အဲ့လိုမျိုးဆိုရင်သူတို့မေးရဘာဖြစ်လို့ဖြစ်တာလဲအဲ့ဒီအတွက်ကပေါ့နော်အဲ့တော့သူတို့သုတေသနဒီတွေးရှိချက်တွေကတော့ခြုံပြောလိုက်လို့ရှိရင်တော့သူကဒီခေါင်းကိုက်ယောဂကိုခံစားရတဲ့ဒီမတိုင်ငင်လေးမှာဆိုရင်အုံနောက်ထဲမှာရှိတဲ့သွေးကြောလေးတွေကtrigger လို့ခေါ်တဲ့သူ့ကိုလှုံ့ဆော်တဲ့အကြောင်းတစ်ခုခုလေးရှိသွားရင်သူကအဲ့ဒီထဲမှာထွက်တဲ့ chemical တွေပေါ့နော်ဓာတုပစ္စည်းလေးတွေကပြောင်းသွားတယ်အဲ့ခါကျသွေးကြောလေးတွေကိုကျင်းတယ်လို့ဖြစ်သွားစေတယ်ပြီးတော့ပြန်ပြီးကျဲလာတဲ့အခါမှာအဲ့ဒီကျဲလာတဲ့ပြန်ကျဲတဲ့အဆင့်ရောက်ရင်ခေါင်းကထိုးခွက်မတက်ကြိုက်တဲ့ဟာကိုလူနာတွေကခံစားရတာပေါ့နော်အဲ့တော့သူတို့ကအဲ့ဒီအပိုင်းလိုက်လေးတွေကိုပြန်ပြီးတော့သုတေသနလေ့လာတဲ့အခါကျတော့အဲ့ဒီအချိန်မှာဥပမာထားလိုက်ပါတော့ဒီလှုံ့ဆော်စေတဲ့အကြောင်းရင်းမှာဥပမာတချို့ကအစားတောက်ပေါ့နော်ဒီတချို့ကအစားတောက်တချို့ကကြတော့ရာသီဥတုအပြောင်းလဲနောက်အေးရေးပြတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒီလှုပ်ဆော်ချက်လေးတွေဖြစ်သွားရင်ခဏဒီအုံနောက်ထဲမှာပျက်စီးကြောင်းဖွဲ့စည်းမှုမှာသူကဒီဆက်သွယ်မှုစနစ်ကိုထိန်းချုပ်တဲ့ chemical စီ reaction တွေကထွက်လာတဲ့အခါမှာခေါင်းကိုက်တဲ့ဟာခုနပြောတဲ့အမြင်အာရုံပြောင်းလဲတာကိုဖြစ်လာတယ်လို့သူတို့ကယူဆတယ်အဲ့တချို့မှာကျတော့မျိုးလိုက်တတ်တယ်ပေါ့နော်ဥမာအဖေမှာခေါင်းကိုက်ဒီ migraine ရှိလို့ရှိရင်သားသမီးတွေထဲမှာလည်း migraine ရှိနိုင်တာဖြစ်နိုင်တယ်ပေါ့အဲ့တော့အခုနောက်ပိုင်းသူတို့တွေးရှိချက်ကလေးကတော့ဒီ calcitonin gene peptide ပေါ့နော်အဲ့တော့ CGRP လို့ဒါအတူကောက်ခေါ်တဲ့ဓာတုပစ္စည်းနဲ့ဆက်ဆက်တာကိုသူတို့တွေ့လာတဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်းဆိုရင်ဒီနောက်ပိုင်းဒီ5နှစ်မှာ migraine ကုသမှုကပို့ပြီးတော့
ဆေးအသက်တွေကိုတွေးရှိပြီးတော့ထိထိရပါလဲပို့ပြီးကုလာနိုင်ပြီပေါ့နော်ဟုတ်ကဲ့ပါမဒါ migraine ဘာကြောင့်ဖြစ်လဲခေါင်းတစ်ချမ်းကိုက်တာဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းအရာတွေပေါ့နော်ဒီခေါင်းတစ်ချမ်းကိုက်တဲ့ migraine ဆိုတဲ့ယောဂါကိုလှုံ့ဆော်စေတဲ့အကြောင်းအရာလေးကိုလည်းရှင်းပြပေးပါဦးအဲ့ဒီကို့မှာခေါင်းကိုက်ယောဂါဖြစ်တဲ့အခါမှာဘယ်အကြောင်းချက်တွေကလှုံ့ဆော်တာလဲဆိုတဲ့ဟာလေးသိထားဖို့ကအရင်အရေးကြီးတယ်ပေါ့နော်တချို့ကအစားအသောက်ပေါ့အစားအသောက်ဆိုတာမှာဒီအစီအစိတ်များတဲ့အစားအသောက်တွေစားတာတခါလေ cheese တို့ chocolate တို့ကျမတို့စီမှာတော့အုံတို့ပေါ့နော်နောက်ကတချို့အစားအသောက်ပေါ့ဒီ seasoning ဒီအစားအသောက်ပြင်ဆင်တာမှာထည့်တဲ့ဒီတာရမင်းတက်ပါတဲ့အစားအသောက်ပေါ့လေเนาะဒီ chemical တွေကိုတော့ခေါင်းရှုပ်ခံမြင်ဖန်ဆရာမလိုပါဘူးအဲ့တော့ချုပ်ပြောလိုက်ရင်တော့ဒီအစားအသောက်တွေကြောင့်ဒီ migraine ထနိုင်တယ်နောက်ကအစားအသောက်အချိန်မှမစားတာပေါ့နော်အဲ့ခါကျတော့သွေးထဲမှာအချိုဓာတ်ကြာတာများသွားလို့ရှိရင်လည်းအဲ့ဒါလည်းလှုပ်ဆော်ခြင်းတစ်ခုပဲနောက်အခုခေတ်ကတော့ကျမတို့ gym သွားတဲ့ခေတ်ပေါ့လေเนาะအဲ့တော့ weight တွေထိန်းကြတယ် weight ချကြတယ်အဲ့လိုမျိုးခါမှလည်းလူငယ်လူလတ်ပိုင်းလေးတွေလာကြတယ်ဘာလဲဆိုတဲ့ခါကျခေါင်းတွေအရန်ကိုက်ပြီးတော့ migraine ထပြီးတော့လာတယ်အဲ့တော့မေးလိုက်လို့ရှိရင် तू က trainer နဲ့ weight ကိုသူတို့ချတဲ့အခါမှာမြန်ကြကျင်တဲ့အခါကျတော့အတင်းတွန်းလောက်တာပေါ့လေအဲ့လိုမျိုးဖြစ်တယ်နောက်တချို့လူတွေမှာကျတော့အရက်ပေါ့နောက်တစ်ခါ wine เนาะ alcohol ပါတော့အဲ့ဒါလေးတွေကသွေးကြောလေးတွေကိုကျယ်စီတဲ့အာနိသင်ရှိတဲ့အခါကျတော့အဲ့ဒါဥမာည dinner ပြီးရင်နောက်နေ့မှာmigraine ထတယ်ပေါ့နော်အဲ့တော့ဒီအစားအသောက်ပေါ့နော်နောက်နံပါတ်2ကကျတော့ဒီပတ်ဝန်းကျင်ပေါ့အဲ့ဒါလည်းအရေးကြီးတယ်အငွေတွေများတာเนาะနောက်တစ်ခုကအရန်ကိုဒီလေထုညစ်ညမ်းတဲ့ဟာဥမာတစ်ခါလေကြားလို့ရှိရင်ဒီအနီးနားမှာအမိုက်တွေမီးရှို့တာဖြစ်ဖြစ်ဒါမှမဟုတ်ရင် plastic စက္ကူနှံညှော်နှံဖြစ်ဖြစ်အဲ့လိုမျိုးပေါ့เนาะအဲ့တော့အလင်းရောင်စူးစူးဒါမှမဟုတ်လို့ရှိရင် disco light တွေလိုမျိုးเนาะအဲ့တချို့ဆိုလို့ရှိရင်ညဘက်ဟိုမှာ club သွားပြီးလို့ရှိရင် migraine ထပြီးတော့နောက်ရက်ကိုလာတယ်ဘာဖြစ်လဲဆိုတော့အကြောင်း2ချက်ပေါ့ကျွန်မနောက်တစ်ချက်မှပြောမယ်ဟာခုနဒီအလင်းရောင်တွေကဖြတ်ခနဲပေါ့เนาะဒီလိုမျိုးဟာနောက်တစ်ခါကျတော့ဒီ night club တွေသွားပြီဆိုလို့ရှိရင်တစ်ခါတလေဖြစ်တတ်တာအရက်လေးလည်းတောက်မိတာရှိတယ်နောက်တစ်ခုကကျတော့အေးရေးပြတ်တယ်ပေါ့ညပြန်လာနောက်ကျတယ်เนาะအဲ့လိုမျိုးလေးတွေပေါ့နောက်အတန်ပေါ့အတန်เนาะဒီမှာdrum တန်တွေပါဒီ music အတန်တွေဒီစူးစူးညံ့ညံ့ဒါဖြစ်မယ်အဲ့တော့ဒီပတ်ဝန်းကျင်ဒီနောက်ပူချင်းအေးချင်းပေါ့တချို့ကကျတော့အရန်အေးတဲ့အချိန်ဆိုရင် migraine ပို့ထားတယ်တချို့ကကျတော့ပူတဲ့အချိန်ဆိုရင် migraine ထားတယ်ဥပမာပြောလို့ရှိရင်ကျမဒီ migraine ရှိတဲ့လူပါအဲ့ခါကျကျမတို့ကတော့ရာသီဥတုပူရင် migraine တအားထလွယ်ပါတယ်เนาะအဲ့တော့ကျမ migraine ကိုလှုပ်ဆော်စေတဲ့အကြောင်းအနေနဲ့ကျမမှတ်ထားရတာပေါ့နောက်တစ်ခုကကျတော့စိတ်ပိုင်းဆိုင်ရာခံစားမှုပေါ့เนาะအဲ့တော့ကိုပင်ပန်းတယ်လို့စိတ်ပင်ပန်းတဲ့အခါမှာလည်းဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ခေါင်းကိုက်ယောဂလိုပဲ migraine ကလည်းဒီ stress ပေါ့အဲ့တော့ physical and mental stress ပေါ့အဲ့ဒါကြောင့်လဲသူကလှုံ့ဆော်စေတယ်အဲ့တော့တချို့စိတ်တက်ကြတာစိတ်တူတာစိတ်ပူပင်တာဒေါသထွက်တာဒီအလုတ်အယမ်းများပြီးတော့မနိုင်မနှင်းစိတ်ပင်ပန်းတာအဲ့ဒါတွေကလည်း migraine ကိုလှုပ်ဆော်စေတယ်နောက်ဆေးတချို့ကလည်း migraine ကိုလှုပ်ဆော်စေတယ်အဲ့မှာတော့အမျိုးသမီးလေးတွေတတိတာဖို့အတွက်သားဆက်ချဖို့အတွက်တောက်ရတဲ့ဟော်မုန်းဆေးတွေကလည်းmigraine ကိုထားစေတယ်။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အဖြစ်ညှိနှိုင်းရတဲ့ဒီ estrogen နဲ့ progesterone လို့ခေါ်တဲ့ဟော်မုန်းလေးတွေက balance မဖြစ်ဘူးပေါ့နော်။နောက်တစ်ခုကတချို့အိပ်ပျော်ဖို့အတွက်သုံးတဲ့အိပ်ဆေးတချို့ကလည်းတချို့လူနာတွေအတွက်ကတော့ဒါ migraine ကိုဖြစ်စေတတ်တယ်။မျိုးသမီးတွေမှာပေါ့ခုနပြောသလို migraine ရဲ့အမျိုးအစားတွေမှာတချို့ကဒီရာသီပေါ်တဲ့အချိန်ပေါ့ရာသီသွေးပေါ်တဲ့အချိန်မှာ migraine ထားတယ်။နော်နောက်တချို့ကသွေးဆုံးတဲ့အချိန်မှာ migraine ပို့ထားတာရှိတယ်။နောက်အိတ်ချိန်တွေပေါ့ခဏအပြောင်းလဲပေါ့ဥမာဒီနေ့ကတော့ assignment ရှိလို့အကြောင်းသားလေးတွေဖြစ်တတ်တယ်စာမွေးနေရင်လေ assignment ရှိတော့ည1 နာရီ2 နာရီထိလုပ်လိုက်တယ်အဲ့တော့နောက်နေ့ကျတော့တခါစော class တက်ဖို့အတွက်ကို6 နာရီ9 နာရီထားဆိုအဲ့ချိန်က4 နာရီ5 နာရီပဲဖြစ်သွားအောင်နောက်စာမွေးနေတဲ့အချိန်ပေါ့နော်တချို့ကကျတော့ရုပ်ရှင်ကြည့်ရင်လည်း game ဆော့ရင်လည်းပေါ့အခုခေတ်က game kit ဆိုတော့လေလာကြတယ်အမေတွေကအဲ့ဆိုပြောရောဟိုခေါင်းကိုက်မှာပေါ့ဆံမ game ကအရန်ဆော့တာဟိုညလုံးပေါက်ဆော့တာဘလို့ဘာညာပေါ့နော်အဲ့ခါကျတော့ तू ကဘာဖြစ်သွားအဲ့ချိန်ကအေးရေးမဝတာအပြင်ဟိုतू ကဒီနေ့အတွက်ကိုညလုံးပေါက် game ဆော့လိုက်တယ်ပြီးတော့နှိကင်းဘက်ကိုအိတ်တယ်နောက်ရက်ကျတော့တခါအဲ့လိုမျိုးတွေပေါ့အဲ့တော့အိတ်ချိန်ကဟိုရော့သွားရင်လည်းမရဘူးအေးရေးပြက်ရင်ဥပမာကျမဆိုအေးရေးပြက်တာနဲ့နည်းနည်းအေးရေးပြက်တာနဲ့သိတာခေါင်းကိုက်ကော migraine ထားအောင်ပေါ့နော်အဲ့တော့တချို့ကကျတော့အေးရေးတော့ဝရတယ်ဒါပေမဲ့အိတ်ချိန်ကနေညအဲ့လိုပြောင်းနေလို့ရှိရင်လေအဲ့ဒါဆိုလို့ရှိရင်လည်းဒါကဒီလှုံ့ဆော်တဲ့အကြောင်းရင်းတွေပေါ့နော်ရှိတယ်ပေါ့ဟုတ်ကဲ့ပါအဲ့တော့ယောဂလက္ခဏာတွေဒီရှေ့ပြီးယောဂလက္ခဏာပုံစံတွေလည်းရှင်းလင်းပြောကြရတယ်ပေါ့နော်အဲ့တော့ဒီခေါင်းတစ်ချက်ကိုက်တဲ့ယောဂမှာလူရှည်ပြီးလက္ခဏာတွေနဲ့နှိုင်းယှဉ်ပြီးတော့ကုသဖို့အတွက်နီးလန်းနေပေါ့ကျွန်တော်တို့ရှင်းပြပေးပါဦးဟုတ်ကဲ့